တရားတပည့်တော်များသည်အသက်ရှိရာအနာမေယီယံမေခင်ကြောင့်ကောင်းမှုမင်္ဂလာအဖျားပြာတို့နှင့်တလုံးတဝပြည့်စုံပါစေခြင်းအကျိုးငါရှိမှန်လျက်ကြောင်းမြေအတွေ့လူတော်မူ15သိန်းကျပ်တို့ကိုသုံးတန်စေရနာဖြူစင်စွာဖြင့်မောင်မောင်မြတ်မြတ်လူရန်ညပါကုန်၏အရှင်ဖယားဤကုသိုလ်ဤအဖို့ဘာကကိုရှိရှိဘဝယခုဘဝတော်စัจจသောအမိအဖအဖို့အဖွာဆရာသမားအစထား၍အလုံးသောပုဂ္ဂိုလ်ပေါင်းတို့အားအမြပြီးဝေငှပါကုန်၏အထူးအားဖြင့်ဝယ်လွန်ပရိစ္ဆာရောက်ခဲ့ကြသောကျေးဇူးရှင်မိဘများနှင့်ခင်ပွန်းဖြစ်သူအလုဒါယကာယီဥဆိုဝင်းတို့အားအမြပြီးဝေငှပါကုန်၏အမြရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဝန္တာကြသည်ဖြစ်ကြပါစေကုန်သောအဲတော့ဥဆိုဝင်းနဲ့တကွာအလုံးဥဆိုဝင်းနဲ့တကွာအလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုဥဆိုဝင်းနဲ့တကွာအလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓုဥဆိုဝင်းနဲ့တကွာအလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်သောသာဓု